ကြည့်စမ်းတငယ်ချင်းရဲ့ငါနေ့ကိုဒီနေ့ချင်းလိုက်တယ်ဆိုတာလေငါပဲလေငါအရန်စိတ်ဆိုးအောင်လုပ်ထားလို့ငါတို့လေမကျေနပ်ဘူးကွာပြေးစမ်းမအောင်ဘလို့ဖြစ်တာလဲပြော तू ကလေငါမသိပဲနဲ့ဖောက်ပြန်နေတာဒါမဲ့တေးချာတော့မသိရသေးပါကွာအဲ့ကြောင့်ငါစားသူ့ရတော့တွေ့ပြီလားဖောက်ပြန်တာတေးချာတော့ငါရန်တွေ့ရမှာပါရွယ်80ခွန်ရိုက်ပြအေးတေးချာတယ်အဲ့ကြောင့်ငါမသွားရင်နေငါစားရင်တော့ဖြစ်ပြီရတယ်အစိတ်ဟဲ့တခါပြင်လောက်ခဲ့တော့ဟဲ့ပြင်မို့80ကိုခွဲပြင်မှာအေးဒီမလောက်တော့ရှင်တော့ဒီနေ့တော့လိုက်တော့ဒီနေ့တခါတော့လိုက်တော့အဲ့အနေခွဲပြင်အခုချင်းသွားမှာဒီမှာနေခဲ့အသွားပြီဟုတ်တယ်ငါတကယ်ချင်းပြောမှန်းနေပဲတော့ဖောက်ပြန်တယ်တွေ့မယ်ဟဲ့ခင်ဗျကျွန်တော်ဘာလို့ရိုက်တာလဲပါ ဘာလာမပြောနဲ့ဖောက်ပြန်လို့ပဲရိုက်ခဲ့ရမယ်ဘာလာမပြောနဲ့လားဘလိုင်းပါလားဟာ ဘလိုင်းပဲအော်ခဏနေလက်ဖက်ချက်မရငါတကယ်ချင်းတော့ခေါက်လိုက်ငါဘလိုင်းလာချောက်ရလာလက်ဖက်ချက်မရတွေ့လားဖောက်ပြန်တဲ့ကောင်ငါပါရက်လိုက်ပြီးတိတ်ချကြည့်စမ်းဟဲ့ဒီမားနေပြီအဲ့ဒါငါပဲမဟုတ်ဘူးငါပဲအဲ့ဒီမှာပြီးတော့လေငါ Oh my god ဖောက်ပြန်တာမဟုတ်ဘူးတိလားငါသူ့အထင်လဲဝါတာဒီမားနေပြီနော်ဒီကုန်းလေးသူကဘယ်လိုလာလဲမရှင်းတတ်တော့ငါသွားပြီဟဲ့နေလည်းမပြေးနဲ့နေလည်းမပြေး